မနေ့ကဆိုရင်ညီမ12လရာသီပွဲများမှာတပိုးရဲလာကိုစားပြုတဲ့အစားအစာတစ်ခုဖြစ်ပါတယ်ရှင်။ရခင်နေ့ကနေပြီးတော့ယခုချိန်ကြီးအောင်လူကြိုက်များတဲ့အစားအစာတစ်ခုလည်းဖြစ်ပါတယ်ရှင်။ဒီနေ့မှာတော့ညီမရိုးရာအစားအစာဖြစ်တဲ့ထမင်းကိုကျမတို့ဒေါ်ကျူနှန်းနဲ့ထမင်းမှာမြန်မာနိုင်ငံမှာပထမဦးဆုံး12လရာသီလုံးစားသုံးနိုင်အောင်ထုတ်လုပ်လိုက်ပြီးဖြစ်ပါတယ်ရှင်။စစ်မြင်းထုတ်ပိုးမှုနည်းပညာကိုအသုံးပြုထားတဲ့အတွက်ကြောင့်စားသုံးသူကိုဘေးဘက်မဖြစ်စေရန်ကြာရှည်ခံအောင်ထုတ်လုပ်ထားပါတယ်ရှင်။ဒေါ်ကျူနှန်းနဲ့ထမင်းကိုတစ်နှစ်ပတ်လုံးမှာယူစားသုံးနိုင်ပြီးလက်ရှိမှာတော့marketplace ဆိုင်တိုင်းမှာလည်းဝယ်ယူရရှိနိုင်ပါတယ်ရှင်။ရာသီမရွေးစားသုံးနိုင်ပြီးဤဆန်မွေးပြန်လက်ဆက်စေတာဒေါ်ကျူနှန်းနဲ့ထမင်းပါ